ဒီစုလေးနဲ့တွေ့ရင်တော့လေအမြဲတမ်းပြောပြတာတော့ငယ်လေးရေရှာလို့အမားတို့ဆိုလို့ရှိရင်အရန်ပျော်စရာကောင်းတာအမားနဲ့တွေ့ရင်အရန်အိမ်အောင်ပြုကြတော့အမားကျတော့ဘယ်လိုလဲတယောက်နဲ့တယောက်တကယ်ကိုအချိုးပေးတဲ့အိမ်အောင်ဘက်လို့ပြောလို့ရတယ်ပို့ပြီးတော့ဘဝက improve ဖြစ်လာလေနော်အဲ့လိုမျိုးဆိုကိုယ်ကလေးချာအမားလို့မဖြစ်ဘယ်လိုလုပ်မှာတော့အဲ့လိုဆိုစဉ်းစားနေခလေးလေးချုပ်ပေးမှာအခုတည်းကကြိုပြောထားတာကြိုတင်ဘုတ်ကင်လောက်တာမရှိသေးဘူးဆိုတာကြီးပဲပြောနေတယ်အဲ့လိုမျိုးအရှာပေးပါမရဲ့ဟိုလုပ်ပေးမဲ့သူတွေကတော့စောင့်နေပြီဒါမဲ့မတွေ့သေးဘူးဖြစ်ဒီစုလေးနဲ့တွေ့ရင်တော့လေအမြဲတမ်းပြောပြတာတော့ငယ်လေးရေရှာလို့အမားတို့ဆိုလို့ရှိရင်အရန်ပျော်စရာကောင်းတာအမားနဲ့တွေ့ရင်အရန်အိမ်အောင်ပြုကြတော့မင်္ဂလာဆောင်ကျင်တာအမားနဲ့အကူနဲ့ကသူတို့အရန်ချစ်ဖို့ကောင်းတယ်ကွာအပေးယူမြရဲ့အတွဲလေးပေါ့နော်ဆိုတော့ဘယ်လိုပြောရမလဲတယောက်နဲ့တယောက်အရန် supportive ဖြစ်တော့အမားတို့အတွဲကိုတွေ့လို့ရှိရင်အဲ့လိုချစ်ချင်းမြတ်တာဆိုတဲ့ဟာလေးကိုပေါ့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲအမားတို့လည်းဒီလိုပဲကြော်ဖြတ်လာတဲ့တက်တန်းတစ်ချောင်းမှာအခက်ခဲတွေဆိုတော့လည်းရှိမှာပဲဘောမှာအတူတူရုန်းကန်လာတယ်အခုဆိုလို့ရှိရင်ဒါ baby လေးနဲ့နော်ဟိုအမားကျတော့ဘယ်လိုလဲတယောက်နဲ့တယောက်တကယ်ကိုအချိုးပေးတဲ့အိမ်အောင်ဘက်လို့ပြောလို့ရတယ်ဟိုပို့ပြီးတော့ဘဝက improve ဖြစ်လာလေနော်အဲ့လိုမျိုးဆိုကိုယ်ကလေးချာအမားလို့မဖြစ်ဘယ်လိုလုပ်မှာတော့အဲ့လိုဆိုစဉ်းစားနေခလေးလေးဟုတ်မားရဲ့ဒါ live stream ဆွတ်တဲ့ချိပါတယ်ကြားဘူးလေမားတဲ့ဆိုတော့ဟိုဒါနှစ်ယောက်တစ်ခုကတကယ်ကိုဒူးပေါင်းပဲအချိန်ဟုတ်တယ်စူးစမ်းခဲ့တာဆိုတော့ဘောမို့တီးရတယ်ဘယ်လိုပြောရမလဲအမအရှိမနော်အဲ့လိုလေ interview တွေမှာဆိုတွေ့ပါစပိန်လေးခလားအခုချိန်လေးရှိရဲကြည်ရနော်အဲ့လိုမျိုးဆိုဘဝမှာအဲ့လိုဒိုးတူဖောင်ဘက်ပေါ့နော်အမြင့်ကိုအဲ့လိုအတူတူတက်လာကြပေါ့ဆိုးတူကောင်းဘက်ပေါ့ဆိုတော့တယောက်နဲ့တယောက်ကနှစ်လွာပေါင်းမှတရွက်နှစ်ကိုတစ်စိတ်အဲ့လိုတကယ်ဖြစ်တဲ့လူမှလည်းဘဝမှာအဲ့လို struggle လုပ်ပြီးတော့သွားလို့ရမဟုတ်လို့ရှိရင်ဟိုအတူရောင်တွေကဒီလိုမျိုးခဏပဲဟုတ်တယ်ဘဝရဲ့ဒီ local အတက်ကြတွေမှာအတူတူရှိပြီလို့မရအောင်ဆိုတော့ဟိုအမနဲ့အကိုကြတော့နှစ်ယောက်လုံးကတောင်းတဲ့တယောက်ပေးယူများတယ်ဟိုဘယ်လိုပြောရမလဲဆိုတော့တကယ်ပူးစာပဲစစ်မှန်တယ်ပေါ့နော်အဲ့လိုမျိုးကလည်းရှားတော့ရှားတယ်ကွာအဲ့လို happy family ပေါ့ဆိုတော့အားကြတယ်ဆိုတာကအကိုနဲ့မနဲ့အဲ့လိုမျိုးလေးဒီအတူတူရှေ့ဆက်ပြီးတော့ကောင်းတဲ့အရွေးတွေဖြစ်တာအားကြတယ်ဒါပေမဲ့အိမ်တော်ကြီးတွေဆိုတာလေချီထိုးတို့ပဲအကြဆိုရှာအကြဟုတ်ကဲ့ကောင်းကြမှာကောင်းတာအဲ့လိုမျိုးဒီတော့ချစ်စရာကောင်းတာကောင်းကိုအမနဲ့ကျတော့အဲ့လိုခလေးလိုမျိုးဖြစ်သွားပြန်တော့တရားတယ်အမကျတော့သူကအဲ့လိုအိမ်တော်တွေပါကြာစေခြင်းတယ်ပေါ့နော်တယောက်တည်းတော့မနေနဲ့ဆိုပြီးအဲ့လိုပြောအေးအမေကလည်းအမနဲ့ဆိုအေးလောက်ရွှေတော်ဝင်းသမီးရှားပေးလိုက်တော့ရွှေတော်ဝင်းကသူ့အင်ဂျီနဲ့အမလည်းသူ့အင်ဂျီနဲ့သူမိုးလေးမိုးချုပ်အဲ့ဒါချုပ်နေတာဆိုကိုလည်းရှားပေးမဟုတ်ကဲ့ပါဘာလို့ပြောတာဘာလို့များမြောက်ရဲ့ဘဝမှာကဆန်းလိုက်ဖြစ်တဲ့အဲ့စပိန်လေးကိုရှိုးမှာပြမှာပြတယ်နော်အမကတော့ပေါ့နော်ဟိုကလေးပေါ့နော်ဒီဟိုစိတ်ကူးလေးတော့ရှိတယ်ဒါပေမဲ့လည်းအင်ဂျီတွေအတွက်လုံးပန်းနေတော့လေတင်တန်းကလည်းရှိတော့တင်တန်းကလည်းအခုရက်အတူလေးပဲပိတ်လို့ရတယ်အရှိကြီးကြောက်တယ်အမကဒီတင်တန်းနဲ့သွားနေတာဆိုတော့လေအဲ့ဆိုတော့အမကအင်ဂျီအတွက်လုံးပန်းနေတဲ့အတွက်ပြဖို့တော့စိတ်ကူးလေးတော့ရှိပါတယ်အဲ့ဒီစပိန်လေးကလည်းအဲ့ဒီအင်တာဗျူးပြီးသွားတော့ချက်ပေါက်မှတော့လာဝယ်တဲ့သူတွေရှိရဲ့ဩအဲ့လိုမျိုးပါနော်ဒီစပိန်လေးပြန်ရောက်ပြီလားစလာတော့မသိပါအမလေးကျမမရောင်းဘူးလို့တိတ်ခါတာချေတာပြလိုက်မလားအဲ့ဒီစပိန်လေးကလည်းအခုချိန်ကြီးရှိပါတယ်ချစ်သူများနေရောက်တိုင်းသူနဲ့အိမ်အောင်သက်တန်းအဲ့လိုဘယ်နှစ်နှစ်ပြည့်ပေါ့နော် anniversary ရောက်တိုင်းကိုထုတ်ပြီးတော့စီးပြစ်တယ်ပြန်ပြီးတော့လေပိုက်ထိုးရတယ်အဲ့ဒီဟုတ်လားအဲ့လိုမျိုးလေးအရှိမအဲ့လိုမျိုးလေးထားတယ်အခုချိန်ကြီးကိုပေါ့နော်အဲ့ဆိုတော့အခုလိုမျိုးလေးပြောင်းလဲလာတာအတွက်လည်းဝမ်းသာတယ်ဒါပေမဲ့လည်းအရင်တုန်းကအဲ့လိုဒုက္ခခံခဲ့ရတဲ့စိုးတူကောင်းမဲ့ဘဝလေးကိုတော့အမြဲလွမ်းပါတယ်ဟုတ်ကဲ့ပါအမနဲ့ကိုနဲ့အကြောင်းနော်အဲ့လို seriously တခုရိုက်တယ်ဒါရမှာအမညမှာတမီးပဲလိုက်တာတော့တယောက်အလိုက်မင်းသားချက်တယ်ဟုတ်နိုင်လင်းနဲ့မမဦးပဲဟုတ်စပိန်လေးကဒါကိုကပါလိုက်ပို့လာတာတင်တာဟုတ်တယ်အဲ့ဒီစပိန်လေးနဲ့ပဲစခဲ့တာပေါ့နော်အဲ့ဒီစပိန်လေးနဲ့စခဲ့တယ်ဆိုတာကသူကလည်းဟိုဘယ်လေးသွားပေါ့နော်အဲ့လိုလင်မယားနှစ်ယောက်ကလည်းလိုင်းကားမစီးချင်ဘူးအဲ့ဒီစပိန်နဲ့ပဲဒူးကြတခါလေးဆိုသူများဆိုအံ့ဩတယ်အရာအဝေးယူသွားတာအဲ့ဒီစပိန်နဲ့အဲ့လိုမျိုးလေးဖြစ်နေတာပေါ့နော်အဲ့ဆိုတော့အဲ့ဒီစပိန်လေးကနေမှတစ်ထစ်ချင်းဒီလိုမျိုးလေးဖြစ်လာတာပေါ့နော်အဲ့ဆိုတော့အဲ့ဒီစပိန်လေးကတော့အမှတ်တရကိုအင်ချီမှာတေချာလေးထားတာတယ်မောတာပေါ့ဒါပေမဲ့မမောဘူးပေါ့
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါကဲအဲ့ဆိုလို့ရှိရင်ဒါအမရဲ့ဒါပွဲရက်ကဲပွဲလုပ်မဲ့နေရာလေးရဲ့ဒါမိတ်ဆက်ရင်းနဲ့ဒါပြည်သက်ကိုဒါအဲ့တော့အားလုံးတစ်ခုပြပါပါ ဟုတ်ကဲ့ပါအခုပေါ့နော်ဒီရှိုးပွဲလေးကတော့ဟိုအမရဲ့စိတ်ထဲမှာပေါ့နော်အများကြီးလဲမျှော်လင့်ထားတယ်ဒီပွဲလေးကိုလည်းအနှစ်နှစ်အလားလားကဒီပွဲကိုကျင်းပဖို့အတွက်ကိုစိတ်ကူးခဲ့ပြီးမြဲအကောင့်ထဲမဖော်ဖြစ်ခဲ့ဘူးပေါ့နော်အခု10လပိုင်း2ရက်နေ့မှာတော့ဒီဒီဇိုင်နာရွှေလောင်းရဲ့ပေါ့နော်ခန်းနာတဲ့ဒီ wedding show ကြီးကိုရင်သက်ရှူမောစွာကြည့်ရမှာပါဘာကြောင့်လဲဆိုတော့အမကပုံမှန်တွေ့နေကြ wedding show တွေထက်ကိုပေါ့နော်တမူကွဲထွက်ပြီးတော့မှအမကရှေ့ခေတ်နဲ့အခုခေတ်ကိုပေါင်းဆက်ပြီးတော့မှဒါ fashion နှစ်ခုကိုပေါင်းဆက်ပြီးတော့မှတီထွင်ဖန်တီးထားတာဖြစ်တဲ့အတွက်အကုန်လုံးကတော့ဒါဟိုဘယ်လိုခေါ်မလဲဆိုတော့ကြည့်လိုက်တဲ့အချိန်မှာရင်ဘတ်ထဲမှာတစ်ခုခုကြံမှာပါအမရဲ့လက်ရည်တွေအတွက်ကိုအမကတော့ယုံကြည်ပါတယ်ပြီးသွားရင်အဲ့ဒီ show ပွဲမှာလည်းအမကပေါ့နော် lucky draw အစီအစဉ်တွေထည့်ထားမှာဖြစ်တဲ့အတွက် show လျှောက်တဲ့ဝတ်စုံအစုံ20တွေက10စုံကိုရရရောရောကိုပြန်ဖောက်မှာပါဟုတ်ကဲ့ပါအရန်ခမ်းထားတဲ့တန်မိုးကြီးရဲ့ဝတ်စုံတွေပါဒါပေမဲ့အမ အမျိုးတော့လက်ကားတော့ပေးလိုက်တော့ စိုက်တဲ့စုံလည်းညွှန်တောင်းအဲ့လိုလေးလုပ်ပေးမှာပါအဲ့ဒီအတွက်ပေါ့နော်ဒီ show ကိုလာရောက်ကိုယ်တိုင်ကိုကြကြည့်ရလူအတွက်ကောဒါမှမဟုတ်လို့ရှိရင်အနေနဲ့ရဲကနေအမရဲ့ design တွေကိုဒီစောင့်မျှော်နေတဲ့သူတွေအတွက်ပါပေါ့နော်ရင်ခုန်စိတ်လှုပ်ရှားရမယ်အစီအစဉ်ဖြစ်ပါတယ်လို့အဲ့ဒါလေးကိုစောင့်မျှော်အားပေးပါဦး10လပိုင်း2ရက်နေ့ပေါ့နော်မြန်မာ celebrity media ကနေလည်း live ဝင်မှာဖြစ်ပါတယ်လို့အဲ့ဒါလေးစောင့်မျှော်အားပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါ အဲ့ဆိုလို့အစင်ပြေလို့ဒါစတက်နေတာတာလည်းတွေ့ကြတာ ဆုထက်တို့နဲ့ကြတော့လေဟိုဘယ်လိုခေါ်မလဲဆိုတော့အဆွေမျိုးရင်းချာညီမတွေလို့ဖြစ်သွားကြပြီအဲ့လိုဆိုတော့လေညီမလေးဘာဂျီတိုက်လို့လည်းရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အခုလည်းဒီပွဲလေးမှာသူ့ကိုရှောက်ဖို့စပြီးအရင်ကမ်းလှမ်းတာပါဒါပေမဲ့လည်းညီမလေးကတချင်းဆိုပေးမယ်အမရဲ့အမှတ်တရဖြစ်အောင်ပေါ့နော်ရှိုးကတော့ညီမတို့နည်းနည်းဟိုစာဖြစ်သွားမှာဆိုလို့လေးပင်သွားမှာဆိုလို့တဲ့ဆိုပြီးပြောပါတယ်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီရှိုးမှာဆိုလို့ရှိရင်လည်းဒါညီမလေးတို့တွေဝင်းရံပေးလို့လည်းအခုလိုဖြစ်တာပါအခုဆိုလို့ရှိရင် main sponsor အနေနဲ့ကလည်းစိတ်နှမ်းတော်စိတ်ရှိရနာဆိုင်ကနေပြီးတော့မှဒါကိုညီပံပို့ပေးထားတာပါဒါကြောင့်မို့လို့လည်းအမဒီလိုခန်းထားတဲ့ show ကြီးကိုဒါအောင်မြင်စွာလုပ်နိုင်တာပါကျန်တဲ့ sponsor တွေကိုလည်းဒီနေရာကနေကျေးဇူးတင်ပါတယ်လို့ပြောပြရစီဟုတ်ကဲ့ပါ makeup ကမေ makeup ကတော့မေဦးမောင်မှာတော်ဝင်သူမေဦးမောင်မှာအရန်တော်ပါတယ်သူတို့တွေကအကုန်ဝင်းရံပေးကြပါတယ်ဟုတ်ကဲ့ ဟုတ်တယ်အရင်ဟိုဒီလိုမျိုးဒါတကယ်ကို professional တွေစုံသွားပြီဆိုတော့ဘုန်းကြီးလေးနော်အမိုက်တော်ပါဆိုတော့အဲ့ဒီကိုဟိုလှလှလေးနဲ့အဲ့လိုပွဲထွက်ရဖို့လို့တချင်းဆိုရဖို့လို့ရင်းနေခေါ်နေ ဟောဒါနေရာလေးပြောနေပြီးတော့ဖိတ်ခေါ်ပြီးပါ ဟုတ်ကဲ့ပါရှင်ကျွန်တော်အောက်တိုဘာ2ရက်နေ့မှာ Novotel Hotel မှာခန်းနာစွာနဲ့ပြုလုပ်မှာဖြစ်ပါတယ်အဲဒါဆိုတဲ့ချစ်ရတဲ့အမမရွှေလာဝင်းရဲ့ဒါတကူရော designer show round ပေါ့နော်ဆိုတဲ့အခါကျတော့အမရဲ့ထူးခြားဆန်းပြရဲ့လက်ရရောနောက်ပြီးတော့ surprise ဖြစ်မဲ့အစီအစဉ်တွေအများကြီးထည့်ထားတာဖြစ်လို့လာရောက်ပြီးတော့အားပေးကြဖို့လို့အားလုံးဖိတ်ခေါ်ခြင်းနဲ့နောက်မြန်မာ celebrity ကလည်း live လေးလွှင့်မယ်ဆိုတဲ့အခါကျတော့ဆိုတော့အဝေးရပေါ့နော်မလာနိုင်တဲ့သူတွေအတွက်ကိုလည်း live ကနေအားပါတရားကြည့်ပြီးတော့မှဒါထပ်တူနိုင်ကြကြပါဦးနိုင်ကြကြပါ ပျော်ကြပါပေါ့နော်အားလုံးဆက်တို့တကယ်အမှတ်တရဖြစ်မဲ့ပွဲလေးတစ်ပွဲဖြစ်မှာပါအမအတွက်လည်းရန်လဲကုန်ယူရဲအမလည်းဒီရှေ့လျှောက်ဘဝမှာမဖြစ်ရှင်တဲ့ဆန္ဒတွေကိုအများကြီးအကောင့်ထဲပေါ်နိုင်ပြီးတော့မိသားစုနဲ့အတူသာသနာရေးလည်းပြုနိုင်ပါစေအမရဲ့လူရဆန္ဒတွေလည်းပြည့်ပါစေလို့အမြဲတမ်းဆွေးနွေးတူလည်းတွဲနိုင်ပါစေလို့ဒီထက်အောင်မြင်ပါစေလို့နော်ပြိတ္တကြီးလည်းအမကိုဒီထက်မကဒီစမ်းတက်တဲ့လက်ရာတွေကိုပေါ့နော်ဒီထက်မကစမ်းတက်တဲ့လက်ရာတွေကိုထပ်ပြီးတော့ဒါချပြပေးမှာပါလို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်